ခုနှစ်ဩဇာတက္ကရာ1389ခုနှစ်နယုလပြည်ကျော်9 ရက်နေ့ညရန်ကုန်တိုင်းဒေသမော်ဘီခရိုင်မော်ဘီမြို့နယ်ရင်းထပ်ပင်ကျေးရွာအုပ်စုတဲရူကျေးရွာအနီးရှိတဲရူတော်ရဓမ္မအိတာဓမ္မနယ်မြေအတွင်း10 ရက်တရားပတ်10 ရက်တရားစခန်းကျင်းပရာ၌ဟောကြားအပ်သောတတ္တမနိဓမ္မဒေသနာဒီကနေ့ညအမိတာဒုက္ခဝရဏအမိတာနိရာမိတာဒုက္ခဝရဏအမိတာဒုက္ခဝရဏနိရာမိတာဒုက္ခဝရဏကြောင့်ဆက်လက်ပြီးတော့ဆွေးနွေးကြရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နေ့များကအာယုံ၅ပါးကာမဂုဏ်တရားတို့နဲ့ဆက်စပ်နေရှိတယ်။အမိတာဒုက္ခဝရဏအမိတာဒုက္ခဝရဏကြောင့်ဆွေးနွေးကြရပါတယ်။ဒီကနေ့နိရာမိတာဒုက္ခဝရဏနိရာမိတာဒုက္ခဝရဏကြောင့်ဆက်လက်ဆွေးနွေးကြရအောင်အာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆက်စပ်ခြင်းမရှိတဲ့ဒုက္ခဝရဏနိရာမိတာဒုက္ခဝရဏလို့ခေါ်ပါတယ်။ဒါနိရာမိတာဒုက္ခဝရဏကဘယ်လိုဝေဒနာဖြစ်လဲ။ဒေါဂီတို့ယခုတရားကျင့်တဲ့အခါမှာချို့ယောဂီတွေကနိဝရဏတရား၅ပါးကိလေသာ10 ပါးကိုပယ်ခွာနိုင်ပြီနိဝရဏတွေကိလေသာတွေသတ်ဆင်ခြင်းကြောင့်ဖြစ်ပေါ်လာတယ်ချမ်းသာတဲ့ဒုက္ခဝရဏဆိုတာဖြစ်လာတယ်ဒီဝရဏတွေကိလေသာတွေသတ်ဆင်ပြီးတော့ဖြစ်ပေါ်တဲ့ဒုက္ခဝရဏအဲဒီဒုက္ခဝရဏကိုနိရာမိတာဒုက္ခဝရဏလို့ခေါ်တယ်အာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆက်စပ်ခြင်းမရှိတဲ့ဒုက္ခဝရဏသာပင်ရတဲ့ယောဂီတော်စင်တွေများရတော့ဤစားပင်နဲ့ဝင်စားနေတဲ့အခါမှာဖြစ်ပေါ်တဲ့ဒုက္ခဇာကဒုက္ခဇာချမ်းသာအဲ့ဒီဇာချမ်းသာကတနေ့လုံးတညတော့
ဒါနဒုက္ခသာချမ်းသာကိုဝင်စားနေတဲ့အချိန်မှာဒီဝရဏတွေကိလေသာတွေအနတ်ကပ်ခွင့်မရဘူးဒီဝရဏတွေကိလေသာတွေတတ်ဆက်သွားတယ်အဲ့တော့ဇာဝင်စားတဲ့အခါမှာဖြစ်ပေါ်တယ်ဒုက္ခကလည်းအနိဒာမိတာဒုက္ခဝရဏတွေမှာပါတယ်တော့မိမိတို့ရထားတဲ့အညာပညာရထားတဲ့မညာပညာတွေကိုပြန်ပြီးတော့ချင်းချင်းနှလုံးသွင်းတဲ့အခါမှာဖြစ်ပေါ်တဲ့ချမ်းသာမှုမဂ္ဂဒုက္ခဖလဒုက္ခမချမ်းသာမှုချမ်းသာအဲ့ဒီမချမ်းသာမှုချမ်းသာတာအာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆန့်ကျင်ခြင်းမရှိတဲ့အတွက်ကြောင့်ဒါနိရမိတာဒုက္ခဝရဏနဲ့မှာပါတယ်နိရမိတာဒုက္ခဝရဏနောက်တစ်ခုကမိမိတို့တရားကျင့်တဲ့အခါမှာယုတ်ပရမတ္ထနာပရမတ္ထယုတ်နာပါအာလုံးချုပ်ငြိမ်းသွားတဲ့အချိန်ခါမျိုးဆိုတာတွေ့ရတတ်တယ်ယုတ်ဒေနာနဲ့အာလုံးချုပ်သွားတဲ့အခါဒီနိဗ္ဗာန်တတ်ကိုအာရုံပြုလို့ရတာအနိဗ္ဗာန်တတ်ကိုအာရုံပြုပြီးတော့အာရုံပြုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခနိဗ္ဗာန်ဒုက္ခအဲ့ဒီချမ်းသာလာတယ်အာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆန့်ကျင်ခြင်းမရှိတဲ့အတွက်ကြောင့်ဒါနိဒာမိတာဒုက္ခဝရဏနဲ့မှာပါတယ်အဲ့တော့ပြန်တတ်တော်တရားရှိခြင်းကရသော်ဘုရားရဲ့တပိသားသာဝကဒီဒေါရသမပဝင်စားကြတယ်ဖလသမပဝင်စားကြတယ်ဇန်သမပတ္တိဝင်စားကြတယ်အဲ့ဒီဝင်စားခြင်းကဖြစ်ပေါ်လာတဲ့ဒုက္ခတွေအာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆက်ဆံခြင်းမရှိတဲ့အတွက်နိဒာမိတာဒုက္ခဝရဏအဲ့တော့သာမိတာဒုက္ခဝရဏနိဒာမိတာဒုက္ခဝရဏနှစ်မျိုးပေါ့အာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆက်ဆံခြင်းရှိတဲ့ဒုက္ခဝရဏသာမိတာဒုက္ခဝရဏအာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆက်ဆံခြင်းမရှိတဲ့ဒုက္ခဝရဏနိဒာမိတာဒုက္ခဝရဏဒုက္ခဝရဏနှစ်မျိုးသာမိတဒုက္ခဝရဏနိဒာမိတဒုက္ခဝရဏသာမိတဒုက္ခဝရဏကတော့လွန်ခဲ့တဲ့နေ့ကပြောခဲ့တဲ့ထဲမှာပါပါပါအာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆက်ဆံခြင်းရှိတယ်ဒုက္ခဝရဏသာမိတဒုက္ခဝရဏအာယု၅ပါးကာမဂုဏ်တရားတွေနဲ့ဆက်ဆံခြင်းမရှိတယ်ဒုက္ခဝရဏနိရမိတာဒုက္ခဝရဏကလို့တော့မယ်အဲ့တော့ယောဂီတို့တို့နိရမိတာဒုက္ခဝရဏဆိုတာတခါတခါမိမိတို့ရတဲ့ရွာတဲ့မိသားစုတွေနဲ့နေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေ
မိသားစုတွေနဲ့နေရင်းနဲ့ဥပုသ်တရားတွေလာဆောက်တည်လို့လည်းစိတ်ဖြစ်တယ်။အော်ငါဒီနေ့ဥပုသ်နေ့တလားလေးတည်းရှိတယ်။ဒါဥပုသ်တိလာဆောက်တည်ခြင်းတယ်။ဘုရားမဲ့မိသားစုကိစ္စတွေဆောင်ရွက်နေရတယ်။ဥပုသ်တိလာကဆောက်တည်လို့မရဘူး။ဥပုသ်တိလာဆောက်တည်လို့မရဘူး။ဘုရားကတော့ဘုလိုခံနေနေတာမြို့သားတွေကဥပုသ်မတိုင်မီတည်းရဲ့အဖိနေဆိုရင်ကြောင်းလာတယ်။ကြောင်းလာအဲ့ဒီပြီးတော့ဘုရားဝေယဝဆာတွေလုပ်ကြတယ်။တောင်းတဲ့မှာတန်ရှင်းတွေပြုလုပ်ကြတယ်။ဘုရားခိုင်ကြတယ်ဘုရားကျင့်ကြတယ်။ဒါအဖိနေရတာအဖိနေရစားတယ်ကြောင်းတဲ့မှာအိတ်တာဒါဥပုသ်နေ့ရောက်တော့ဥပုသ်သီလဆောက်တည်ပြီးတော့တရားကျင့်တာတရားအားထုတ်ကြတာအဲ့ဒီအမျိုးသားတွေကဥပုသ်နေ့ကဆက်တယ်တောင်းပန်ကြတယ်ဥပုသ်အထွက်တည်းရဲ့နေ့မှာအိမ်ပြန်ကြတာဥပုသ်အထွက်တည်းရဲ့နေ့တောင်းညအိပ်ပြီးမှအိမ်ပြန်တာအဲ့တော့တပတ်ကိုကြောင်းတော့ဥပုသ်နေ့ဟာဒီတရင်ရှိတော့ခွန်ရည်နေ့ပညာရှိရနေ့ပညာညအိပ်တာ14ရက်နေ့ပညာ15ရက်နေ့ပညာညအလားတူရှိရနေတော့ခွန်ရည်နေ့ပညာရှိရနေ့ပညာညအလားပေါ်ရောက်တော့လေမဆုံးဆိုရင်တော့13ရက်နေ့ပညာ14ရက်နေ့ပညာသုံးဝက်ဆိုတော့လေ14ရက်နေ့ပညာ15ရက်နေ့အဲ့တော့တလမှာမြို့သားတွေကဥပုသ်ဆောက်ကြောင်းအိတ်တာတောင်းအိတ်တာဒီတရင်ဆိုတော့ရှင်းကြတာရှင်းကြအိတ်တာဥပုသ်ဆောက်နောက်ကတရားတွေလည်းပတ်ထားတာအလားမှ4ရက်ကျောင်းကဘုရားသွားအိပ်ပြီးတရားကျင့်တယ်ဥပုသ်တရင်ဆောက်တယ်ဘုရားဝေယဝဆာကျောင်းဝေယဝဆာဆောင်ရွက်ကြတယ်ဒါဥပုသ်တရင်နဲ့လုပ်တာဥပုသ်တရင်နဲ့အဲ့တော့လူတွေကဥပုသ်တရင်ဆောက်ကြရမယ်ရက်ပါအိမ်မှုကိစ္စတွေကဆောင်ရွက်နေရတော့ဥပုသ်သီလဆောက်တည်လို့မရစားမရတော့သိချင်းရတာဒုက္ခဝရဏဖြစ်လာတယ်အဲ့ဒီဒုက္ခဝရဏကအာယု၅ပါးပါမဂုဏ်တရားတွေဆက်ဆံခြင်းမရှိတဲ့အတွက်နိဒာမိတဒုက္ခဝရဏဒီသားစုတွေနဲ့နေတိုင်းလောကီကိစ္စတွေဆောင်ရွက်ရတာကမိမိတို့ဒီစိတ်စေတသိက်တွေဟာနေတိုင်းဒီအလုပ်တွေလုပ်ရတာကညီငွေလာညီငွေလာညီဝေလာတဲ့အခါကျတော့ဒီ
အာယု၅ပါးကာမဂုဏ်တရားတွေကနေရုပ်ထွက်တဲ့စိတ်တွေဖြစ်တယ်အာဒီမိသားစုတွေလည်းဖွက်ထွက်ပါရတယ်ဒါလွတ်မြောက်အောင်ရုပ်ထွက်ခြင်းစိတ်ကလေးကအခုဖြစ်လာဒါလွတ်မြောက်ရလွတ်မြောက်တော့ဘုရားကောင်းတရားတွေကျင့်ပြီးတော့အေးချမ်းချမ်းနေခြင်းလေးတော့ပဲမိသားစုကိစ္စတွေမပြီးမဆုံးဘူးလွတ်မြောက်အောင်လုပ်ရမယ်အကြည့်ချိန်မှာတော့ဒုက္ခဝေဒနာဒေါမနသာဖြစ်တယ်စိတ်မချမ်းမသာဖြစ်တယ်ဒါဘောဖြစ်မှဖြစ်ရတယ်ဒီအနောက်ဝဲမှာရုပ်ထွက်လို့မရမြင်မောနေတာဒါဘောဖြစ်မှဖြစ်ရတယ်အဲ့ဒီလိုစိတ်ဖြစ်လို့ဒုက္ခဝေဒနာဖြစ်တယ်စိတ်ဆင်းရဲလို့ဖြစ်တယ်အဲ့ဒီဒုက္ခဝေဒနာကလွတ်မြောက်လို့စိတ်စီတဲ့ထောင်ဖြစ်တယ်အာယု၅ပါးကာမဂုဏ်တရားနဲ့ဆက်ရှင်နေတဲ့ဖြစ်တာဘုရားကအဲ့ဒီဒုက္ခဝေဒနာနိရာမိကဒုက္ခဝေဒနာတခါတခါမိတို့မရှိချင်းရသားလေးတွေသူတန်းတဲ့စိတ်ဖြစ်တယ်ယရနာတော့ပါလို့သူတန်းတဲ့စိတ်စီနာဖြစ်တယ်မိဘဆရာသမားတို့လည်းထောက်ပံ့တဲ့စိတ်ဖြစ်တယ်ဟုတ်ပြီလေမိမိတို့မိသားစုရဲ့ရည်တည်ဆောင်ရွက်နေရတဲ့အခါမှာမရှိချင်းရသားတွေထောက်ပံ့တာများယရနာတော့ပါလို့သူတန်းတဲ့မိဘဆရာသမားကိုလည်းမိမိတို့ကသူတန်းလို့မရဘူးအဲ့ဒီအခါမျိုးမှာဒုက္ခဝေဒနာဖြစ်တယ်။အော်ငါဖြစ်မှဖြစ်ရတယ်ငါဘောအဲ့ဒီလိုဖြစ်တဲ့ဒုက္ခကဒုက္ခဝေဒနာကနိဒာပိကဒုက္ခဝေဒနာဘုရားတို့တရားကတိုင်းကြီးဆက်တိုင်းကိုပုံချုပ်တယ်မဟာသီဝဆိုတဲ့မထေရကြီးတစ်ပါးရှိတယ်တိုင်းကြီးဆက်တိုင်းပုံချုပ်တယ်ညပိတာကလည်းဒီကထက်တယ်ဒါတော့ဘုရားရဣတကကျမ်းလာတယ်။ဘာကြည့်လဲ။ဣတကတော့ကျွမ်းကျင်တယ်။တရားဆုံးဖြတ်တဲ့အခါမှာလည်းမမကဆုံးဖြတ်တယ်မသိရဘူး။အဲ့တော့တိုင်းလုံးတစ်ပြည်လုံးမှာရှိတယ်လူတွေကဒီမထေရထာကိုလာပြီးတော့ယတနာမိတာယတနာမိတယ်ဒီမထေရထာလာပြီးတော့အဆုံးဖြတ်တယ်ဝိနည်းဆရာခုံလုံးလို့ပေါ့အဆုံးဖြတ်တယ်ကြားရတာဒီမထေရမြတ်ကြီးတရားဟောတာကိုလာမှာတာဒီမထေရမြတ်ကလာပြီးတရားကျင့်တာနေတိုင်းနဲ့အားလည်းရှိအားလည်းရှိအဲ့တော့ဒီမဟာဒေဝမထေရတရားပြတယ်အာသောပုံကရာဂဖြစ်သွားတဲ့မထေရပေါ့ဘိနေ၆ပါးနဲ့ရတဲ့ရာဂမထေရအရှိပြအပ်4000ရှိတယ်အရှိပြ4000ညာနာဖြစ်တာလားသိတော့ဒါအတူတူကိုကောင်းတယ်ဒါဥစဉ်တွေရောပြောပြီးတို့ဘုရားဘာသာဘုရားစေတရားအတူတူကိုကောင်းညာနာ4000ဖြစ်တယ်လို့
ဒီရဟန္တာလေးတောင်းကဘုရားသာသနာတော်ကြီးကိုတည်နာအောင်ထုံးတာပြန်ပွားအောင်အများကြီးဆောင်ရွက်လို့ရတာပေါ့လို့ဆိုတယ်ဒါပြည့်စုံတယ်မှာစားတာသင်္ကန်းကောင်းမှုချုပ်ပြီးတော့သင်္ကန်းတောင်းတာအိတ်နေတာအာဘောဘောကလည်းရတာအဖြစ်ပါဘုရားမောင်တာဆိုတဲ့အမျိုးသားတရားရှိတယ်ကလေးလေးကိုဘုန်းတို့အရာဒေတာမှာမောင်တာလို့ပြောတယ်ဒီတာမောင်တာလို့ပြောတယ်အမျိုးသမီးကိုမိတာမောင်တာမိတာဘာလို့လဲမဟုတ်ဘူးမောင်တာလေးဒါပါမောင်တာမိတာခေါ်တာမိတာမောင်တာမောင်တာကကိုယ်ဝိတ္တောကိုယ်ရဲ့မိုင်းရသူ့ဘွဲ့မယ်ကိုယ်ရင်တာရင်ကြပါဘူးကိုယ်ရင်တာအဲ့ဒါအသက်20ပြည့်တော့ရဟန္တာပြီးတာရဟန္တာပြီးတော့ဒီတော်သူတောင်းသားတွေဆိုတော့ဘွဲတွေပါလေခေါ်မောင်သားကနေကိုရင်သားကနေယဟန္တာပေါ်တော့ကိုရင်သားကနေယဟန္တာကိုလိုယဟန္တာပြန်လာတော့သူ့နာမည်ယဟန္တာအဲ့တော့ကိုလိုဒီတေကံကောင်းချုပ်တောင်းတာပြီးတော့သောတော်ကမောင်သားကိုရင်သားယဟန္တာအဲ့ဒီယဟန္တာကိုဖြစ်ပါဘူးတော့ကိုအာသောဘောကနဲ့ယဟန္တာကိုဖြစ်တော့မထာဘုပဲသိလို့မထာသင်္ကန်းခေါင်းတောင်းတာတယ်လုံးလို့ဟုတ်တယ်ယဟန္တာအဲ့တော့ပုဂ္ဂိုလ်ကိုရှင်းပြရတယ်အခင်းဒီရဲ့ပုံပါအလားပါတဲ့နေ့ပုံပါဘဝချောတာအတ္တနာကိလေသာတွေရှိနေတယ်ဩဒပါတိမေသောဒပါတိဖို့မရဘူးနာဂမိမေနာဂမိသက္ကနာဂမိမေသက္ကနာဂမိမရဘူးနာဂမိမေနာဂမိမရဘူးရတ္တမေရတ္တကိုမရဘူးအဲ့ဒါချင်းချင်းပြီးတော့ရတာထူပါလားချင်းရတာမရရအောင်ချင်းရတာဘယ်လိုဆိုအဲ့တော့မဟာဒေဝပတိကြီးရဲ့တပည့်တွေကရဟန္တာမှာသိတော့ဖြစ်သွားတယ်အဲ့ရဟန္တာကိုသိတော့တဲ့ဟာမဟာဒေဝပတိကြီးရဲ့တပည့်တစ်ပါးမဟာဒေဝပတိကြီးကိုအာရုံပြုကြည့်တာဘုရားဆရာကြီးညာကိစ္စကပြီးပြီလားအာသောဘုံကနဲ့ရဟန္တာမထေရကြီးဖြစ်သွားပြီလားအာရုံပြုကြည့်လို့တာမန်ဘုသူရှင်ဘဝအဖြစ်ဖြစ်တွေ့ရတယ်ဒါတရားဓမ္မတွေလည်းမှတ်ထားဘုံဘုံတို့ဟိုတော့ကတန်မြင်ဘက်ကလည်းစာလေးနဲ့မိကုန်းလေးလာလျှောက်ဘုံဘလည်းအလုပ်တွေပြန်တော့မိကုန်းလေးဖြေတာမဖြေနိုင်လို့မဟုတ်ပါဘူးလောကများတော့ဖြေရင်များတာအဲ့ဒီတန်မြင်ဘက်ကလည်းမေးလေဆိုတော့ဘုသူရှင်ကိလေသာအပြည့်ရှိနေတယ်တရားပြဆရာတွေဘုသူရှင်ကိလေသာအပြည့်ရှိနေတယ်တရားပြဆရာတွေရဲ့
တရားပြတ်တာကိုညွှန်ကြားမှုကိုလိုက်တာကျင့်လို့နေမဉ္ဇဉ်ပုံနဲ့ရနာမရဘူးဒါတော့ဒီကိုလေးထားပြီအောက်ကလည်းရေးထားတယ်ညွန်တဲ့နေနေတဲ့ပုဂ္ဂိုလ်တရားကညွန်တဲ့နေနေတဲ့ပုဂ္ဂိုလ်တရားကဆဲနိုင်မဆဲနိုင်ဘူးဒါကရင်းနေတဲ့ပုဂ္ဂိုလ်တရားကရင်းနေတဲ့ပုဂ္ဂိုလ်တရားကဆဲနိုင်မဆဲနိုင်အဲ့ဒီမြေပေါ်လေးဘုံဘုံလာပြီဘုံဘအဲ့ဒီလိုမင်းတော့မဟာဒီဝပတိကြီးအကြောင်းရှင်းတာမဟာဒီဝပတိကြီးဟာပုထုဇဉ်ကိလေသာအဖြစ်ရှိတယ်ဒါပေမဲ့ပရိယတ်နဲ့ပฏิပတ်တိကျွမ်းကျင်တယ်ဣတရသုံးဖို့ကျွမ်းကျင်တယ်မဟာဒီဝပတိကြီးပြတာညာနာဖြစ်သွားတဲ့ပုဂ္ဂိုလ်မထေမြတ်ပေါင်းတာ၄000ရှိတယ်အဲ့တော့ပုထုဇဉ်ပုဂ္ဂိုလ်ကတရားပြတယ်တရားမှန်ကန်မှုဟာဒီတာပဲတရားမှန်ကန်တဲ့ဆိုရင်ပုထုဇဉ်ကပဲပြတာအရိယပုဂ္ဂိုလ်ကပဲပြတာအဲ့ဒီတရားကျင့်ရင်မဲ့ညာပုံညာရနိုင်ပါတယ်ဘုံမအဲ့လိုဖြေတာဖြေတာနောက်တစ်ခုဘုံကဆက်ပြောတာမေခွန်းဆက်မေခွန်းဆက်အလောက်တော့ဘုံလုံးနဲ့ဆန္ဒနောက်ဆုံးမင်းဆက်မှပြီးတာမေခွန်းဆက်ကနောက်ဆုံးမင်းဆက်မှနောက်ဆုံးမင်းဆက်ကတော့ဘုံဆိုးတာကိုလုပ်တယ်ဆိုတော့လောင်းတော်ဘုံလုံးရဲ့အနိမတ်ချောမောလှတာတောင်းမှနဲ့ခြားရောက်တာတောင်းမှကအတန်ပြီးတယ်တောင်းမှကတောင်းမှကအတန်ပြီးအဲ့တော့အလောင်းမေးလောင်းမေးကဒီတောင်းမှအတန်ကိုကြားရတယ်တောင်းမှအစဉ်မြင်ရတဲ့အခါမှာဥဒိဋ္ဌိယစက္ကမဧကရာစတဲ့ခါထာဝိပုမိပါတယ်မိပါတယ်မိတော့အဲ့ဒီမုတ်ဆိုးရဲ့ကြော်ခွန်းနဲ့မှာခါတာအကူရောကြီးတွေတတိထားနဲ့ခေါင်းပါရလာတယ်နော်ခေါင်းပါရဒီကူရောကြီးတော့သာသနာ့ဘောပြောသွားမယ်တဲ့ခေါင်းပါရကတရားနဲ့ခဏကားလေးလေးပန်းလေးပန်းကူရောကြီးပါလို့လေးလေးသင်္ကန်းလို့ဆိုတာသင်္ကန်းလို့ဆိုတာဆေးလို့ဆိုတာစားတော့ပြည့်စုံဆိုတာကူရောကြီးပြောသလောက်နေတော့မာတော့ပြောလာတော့ပြောသလောက်နေမာပေါ့ဒီကူရောထွက်လာလို့နေတာထွက်လာတော့တာလည်းကသနကားလေးလေးလာတယ်တားလေးတန်းတာလည်းတားလေးဆိုတဲ့သမီးလေးဆိုတဲ့ဒီလိုလုပ်နေတာကဒီကူရောမထွက်တယ်လို့လုပ်နေတာဘယ်လိုလုပ်တာကူရောကြီးတွေတတိထားမယ်တောင်းမတွေရောက်လာလို့ပဲဟုတ်လားတောင်းမတွေရောက်လာအဲ့တော့လောင်းတော့ဘုရားမင်းဟာနောက်ဆုံးမင်းဆက်ပုံစိုးကတောင်းမနဲ့ပြန်ပြီးဖန်တဲ့ကံပါကြော်ပွဲနဲ့မိပါတယ်မိတော့ဘုစိုးကလောင်းမင်းရှင်ဘုရားမင်းရဲ့အစင်းကိုတွေ့ရတာဒီလိုလေးသားတာတပ်တယ်ဘဝဇတ်ကပါရမီတွေကြောင့်လှပါတာထောင်းတယ်ရွှေရောင်အစင်းကိုဝါဝဲနေတာအဲ့တော့တောင်းမေးကြော်ပွဲနဲ့မိမိတယ်တောင်းမေးလွတ်ချင်တာ
သွားဆက်ရတော့စုနေလမ်းမရတာပေါ့စုတော့လက်တော့မရငါစုတော့လက်တော့မလို့ရင်ဒီတောင်းမဲ့အသက်ချမ်းသာရအောင်ငါလုပ်မယ်လုပ်မယ်တော့အလောင်းမဲ့တောင်းမဲ့ကအင်အားကြီးတာမောဆိုးကိုတွေ့လို့ရှိရင်တားရုံးခြေတော့ပြတ်တော့တယ်ကြောင်းကခိုင်လာတာတားရုံးခြေတော့ပြတ်တော့တယ်အဲ့တော့အဲ့ကြောင်းဝင်းကိုညားနဲ့ပြစ်ပြီးတော့ဖြတ်တယ်မောဆိုးကကြောင်းဝင်းကိုညားနဲ့ချီညားနဲ့ချီမောဆိုးကညားနဲ့ချီရှင်တွေကလောင်းမဲကအဲ့ဒီမောဆိုးတရားဟောတာမောဆိုးကတရားဟောတာအဲ့တော့အလောင်းမဲကဥတောင်းမျိုးပေါ့တရိစ္ဆာန်မောဆိုးကလူသားတရိစ္ဆာန်ကလူသားကိုတရားဟောတာတရိစ္ဆာန်ကလူဟောတာဟောတဲ့ကမှာအဲ့ဒီမောဆိုးကဒီနေ့ကနေဆောင်းပြီးတင်လာတော့ဒီစိတ်ကပဋ္ဌာန်းဖြစ်တာဒါအလောင်းမဲတရားဟောတာအလောင်းမဲကဥဒ္ဓမဲပြိဿာမောဆိုးကတရားမှန်ဖို့ကအဓိကသစ္စာတရားဟောဖို့အဓိကလူကပဲဟောပြိဿာကပဲဟောပုထုဇဉ်ကပဲဟောအရိယာပုဂ္ဂိုလ်တရားမှန်ဖို့ဒီကတရားမှန်ရင်မိတ်တဲ့ပုံနဲ့ရတယ်လေဘုရားကအဲ့လိုတာမန်ဘက်ကလည်းခြေပေးလိုက်တယ်ဒါမဲ့သူကတော့သိတဲ့ပုံနဲ့ထားတယ်ညုံနဲ့တွန်းနေတဲ့ပုံကညုံနဲ့နေနေတဲ့ပုံမဆဲနိုင်တာရေနဲ့နေနေတဲ့ပုံကရေနဲ့နေတဲ့ပုံကိုမကဲတင်နိုင်ဘူးဘုဒ္ဓရှင်ဖြစ်တဲ့ပုံကကိလေသာအပြည့်တွေတရားပြတယ်တရားကျင့်တဲ့လူတွေမဲ့ကြပုံနဲ့မရနိုင်အဲ့လိုယုံကြည်ရှိတာအဲ့တော့မဟာဒေဝပတိကြောင့်ဆက်ဖြစ်တာသူတစ်ပည့်ကငါဆရာကအတို့တော့ညာနာဖြစ်အောင်ဟောတယ်သူမှတော့တာမန်ပုထုဇဉ်ဘဝရှိသေးတယ်ဆရာကြီးကသတိပေးဦးမှာပဲဆိုပြီးကောင်းကင်ကနေဇာမင်းကြီးနဲ့ပြန်ကြပြီမဟာဒေဝပတိနာမည်သွားတာရှင်ဗျာတပြည့်တော့ရေးကြီးတဲ့တရားစကားကိုရှောက်ချက်တာဘောင်မနဲ့မင်းအနဲ့မရောက်ဘူးဘောင်မနဲ့ချင်းမှာစောင့်နေတဲ့ပုံစံအများကြီးချိုးတလားသုံးတာဘောင်ပရိအလေးကပါပြီးလို့ရဒါဆိုရင်ရှင်ဘုရားဆွမ်းသာကြတဲ့အချိန်ကြီးများမေးလို့ရဆွမ်းသာကြတဲ့အချိန်မှာလည်းလမ်းမှာမေးတဲ့လူတွေစောင့်တယ်အဲဒါဆွမ်းသာပြန်တဲ့အချိန်ကိုမေးလို့ရဆွမ်းသာပြန်တဲ့အချိန်လည်းမေးဖို့ရစောင့်တာဒါဆိုရှင်ဘုရားကြီးကုရီသွားတဲ့အချိန်တော့သံဃာတော်ကြီးကုရီတက်တာရှိတာဆွမ်းသာပြတဲ့အခါဘုရားကုရီခေါ်လာတယ်အဲ့ဒီကုရီကြွားတဲ့အချိန်ကိုမေးလို့ရတယ်အဲ့ဒီလမ်းမှာမေးမယ်လို့ဆောက်ဒါဆိုကုရီကပြန်ကြွားတဲ့အချိန်မေးချောက်တယ်အဲ့ဒီချိန်လေလမ်းကမေးမယ်လို့မေးဖို့မေးမယ်လို့ဆောက်အဲ့တော့မထေရကုရီကရှင်ဘုရားကပြင်ကြတယ်ပြင်ကြတယ်သူများအမိခံနေရတယ်ပြင်ကြတယ်ဒါနဲ့ကြမ်းလို့ပြင်ကြတယ်သာဃာတွေကလည်းဒီပေါ်မြင်ပါတယ်ဒီပေါ်ထိုင်နေဒီထိုင်နေဒီပေါ်အိတ်တယ်ယောဂီတွေကလည်းဒီပေါ်မြင်ပါတယ်ဒီပေါ်ထိုင်နေဒီပေါ်အိတ်တယ်ကျင်ပြပြင်ကြတယ်သူများအနိခံတယ်သူများအမိခံတယ်
တရားတည်းရဲ့ကိုယ်ဘဝလုံးမြတ်သမထဝိပဿနာကျင့်ကြံတော့မရဘူးဘိုးဝေလေးယူပြီးတော့သမထနဲ့ဝိပဿနာကိုထားရှင်ပြအာရုံပြုမရဘူးရှင်ပြပြင်ချက်နဲ့တူတယ်ရှင်ပြသိတဲ့အခါမှာရှင်ပြသိခြင်းဆိုတာရတာရှင်ပြသိခြင်းရောက်လာရင်မအားပါဘူးဆိုတာရှင်ပြပြောလို့ရတယ်ဒီမင်းတော့လည်းအခုလည်းပဲတတိပေးပြီးတော့မာတိဝမထေရရှိမှကောင်းမှပြန်တယ်မာတိဝမထေရအောင်းဒီမထေရနားတယ်တဲ့နာဂတာကောတော့လေးလံတယ်တထွာလောက်တော့ပေါ်တက်တယ်အခုဒီမထေရကောင်းဝင်ပြန်တက်တာမျက်စိတစ်ထုံမော်ကြည့်ပြီးတော့တောင်ဝေကနေထိထန်တာရတာဒါရောရောအရေးကြီးတယ်တောင်ဝေကအရေးကြီးတယ်ခုနောက်ကတည်းကမှတ်တယ်မှတ်တာမှတ်တာဒီနေ့နဲ့မှတ်တာဆရာလေးတွေမှတ်တာတောင်ဝေကရမှာရှိတယ်ဘောသူကတောင်ဝေကမရဘူးယောက်ျားတယောက်လူပြီးတယောက်ဆုံးနောက်ထပ်တယောက်ချတယ်နောက်ထပ်တယောက်ချတယ်အဲ့လိုဝေကမရဘူးဒါမှမဟုတ်နောက်ထပ်တယောက်နောက်ထပ်ဆရာဒါလို့တောင်ဝေကမရဘူးတောင်ဝေကရရှိတယ်တောင်ဝေကညမရရင်နိဗ္ဗာန်နာဝိပဿနာနဲ့မဲ့ညာပညာနဲ့ဘယ်လိုလုပ်ရမလဲမရရင်ဘယ်လိုလုပ်ဘဝကလုပ်မလဲသံဃာပုထုကဘယ်လိုလုပ်မလဲဘယ်လိုဘူးဘယ်လိုဘူးအဲ့ဒါမှတ်တာဒီနဲ့နဲ့မှတ်တာအဲ့တော့မတင်တဲ့ကတောင်ဝေကနေပြင်ထားတာတဲ့ဒါဒီကနေ့တော့ထွက်တယ်ကာရဆုံးရတယ်စာတင်စာချရတယ်ဒီနေ့စာချစာချပြတဲ့ဒီညာနေနေပြောပြီးတော့တော့ထွက်တော့တတိပတာဒါကြတဲ့မိတ်တွေကပြင်ထားတာစာလာတင်တဲ့ညာနေအများကြီးညာချီရှိတာထောင်ချီရှိတာအဲ့ဒီညာနေတဲ့စာချဖို့ပြောထွက်သွားတာတော့ထွက်သွားတာဒါခမင်းရဲ့တပတ်ရတတပတ်တဲ့ညာတာဖြစ်ရတယ်မာဒီဝမထေရပညာလည်းတတ်တယ်ညာလည်းတတ်တယ်သူကကိုထင်ကြည့်ပြီးတော့ထွက်တရားဖြစ်တယ်တရားဖြစ်တော့ခမင်းပြည့်ပြီလေညာတာတဝါကျွတ်သွားတယ်ဝါရဲတော့လာဝါရဲတော့လာဘဝရလာပြုနေပြီရညာတာမဖြစ်ဘူးနေရင်ကြာတာတဝါကျွတ်ပြီးညာတာမဖြစ်ဘူးဒါညာတာဖြစ်နေဘဝရလာပြုနေတာအခုပုထုဇဉ်ဖြစ်နေဘဝရလာပြုရတယ်ဒီမချမ်းသာမြတ်ဖြစ်ဖြစ်မျက်ရည်ကျတာအဲ့ဒီကြားတဲ့မျက်ရည်ဖြစ်တဲ့ဒုက္ခကနိရမတဒုက္ခဝေဒနာလို့ခေါ်တယ်ဒါကိုယ်ကြီးလည်းမှတ်ထားဘုရားဆိုရမယ်အေးဝါဒလာပြီးတော့ဝါဒလာပြီးတော့ပြည့်နေဆိုတာဝါဆိုထားရတယ်တဝါဝါဒဘောရလာပြုတဲ့အခါအနေနဲ့သောတာပတ္တိနဲ့သောတာပတ္တိကိုရရတာ
ဒီတဲ့တက္ကရာမိနဲ့တက္ကရာမိကိုနာဂာမိနဲ့နာဂာမိကိုရတ္တမေရတ္တကိုဒီတဲ့နဲ့မဉ္ဇဉ်ပညာနဲ့ရရင်ဘုကောင်းတာဘလို့ဖြစ်ရကျိုးစားဩဝါဒနာနဲ့ရောက်ပြီဣတိနာဝသုတိနာဝပရိသေနာယဘုရားတို့မအာယသမံတော်ဘုရားမှာဥပါဒာယပသနာပฏิကရိတာပြုပြီတဝါကျော်နာမည်ကဒိဋ္ဌိနာဝသုတိနာဝပရိသေနာယဘုရားတို့မအာယသမံတော်ဘုရားမှာဥပါဒာယပသနာပฏิကရိတာထောင်းနေလေတဲ့ဟိုးတောင်းနေလေတဲ့ဘယ်လိုလုပ်လို့လဲတဝါနဲ့တော့ထူးခြားခြင်းရတယ်ဟုတ်လားထူးခြားမှုခြင်းအားထုတ်တယ်ဒါလို့ဆိုအဲ့တော့ထူးခြားတဲ့တရားတွေရအောင်ဆိုတာလေတောင်ဝင်ကညာဖြစ်ရတယ်ဘုမတိမြတ်ကတောင်ဝင်ကညာတော့တတ်တယ်ဘဝရဏပြုတဲ့ဒီတိုင်းနေတဲ့ညာနာဖြစ်တယ်ဘုရားညှိကြတာညှိကြတာဆရာလေးတွေလည်းမှတ်ထားတယ်တော့လာပြီးနေရတော့ကြည့်ရမယ်နေရာမှာလည်းအဝါကြောပြီးသောတာပတိနဲ့သောတာပတိကိုမြင်ရတယ်နှစ်ပါးဆရာလေးတွေကိုလည်းဆိုကြည့်ရမယ်လို့ကြောင့်ကြားတယ်ဒီရတယ်ဒီတော့ဘုမဲ့မင်းရဘုမဲ့မရလို့ဘုမာတော့ဘုလို့ကြောင့်ကြားကိုလွမ်းလို့မူလာတော့ဖြစ်အောင်ဖြစ်တယ်လို့ကြောင့်ကြားတယ်ဒီသွားတာဆုံးသွားတာအဲ့အောက်မဲ့ပြီးတော့ပြည့်ရကြတာရှိတော့ဖြစ်တယ်မင်းရဘုနဲ့မရလို့ပြည့်ရကြတာတော့ရှိမှာမဟုတ်ဘူးဟုတ်လားနော်ဒီလိုမဟုတ်လားမင်းရဘုနဲ့ရမှာရှိရတယ်နောက်ကဆရာလေးတွေလည်းမှတ်ထားကိုယ့်ရဲ့စိတ်မြင့်မြတ်တာဖြူစင်အောင်ထားတယ်ဖြူစင်အောင်ထားတယ်အဲ့တော့မာတိဝမရိယကျင့်လိုက်တာဘယ်လောက်ကြာပါလဲနှစ်ပေါင်း30ကြာပါတယ်ညာနာမဖြစ်ဘူးနှစ်ပေါင်း30ကျင့်တာနှစ်ပေါင်း30မတိမလားကျင့်တာရေမချိုးဘူးမထေရကကျင့်တာဒီပေါင်း30လို့ရေမချိုးဘူးခြေတော်လေးဆိုဝတ်တယ်လားနှစ်ပေါင်း30လုံးကြောမခင်ဘူးကြောမခင်ကြောခင်ပြီပဲတရားဓမ္မအားထုတ်ပြီးတော့မှတ်ပြီးတော့နေတာပေါ့အတွေ့ရစရာကောင်းပါဟုတ်ကြောမခင်ညမလည်းကမှလည်းကြောမခင်စေဆိုတာရှိတယ်ကြောနဲ့ခင်ပဲပြီးတော့အောက်တကယ်လို့မွေးရတယ်ပဲပဲကြောမခင်စေရှိတယ်အဲ့တော့နှစ်ပေါင်း30လုံးကြောမခင်ရေမချိုးဘူးဒီလိုက်မှမှကြည့်တယ်နှစ်ပေါင်း30ပြည့်တဲ့အခါတော့အတိမြတ်ကတော်ရည်နဲ့ငိုကြွေးတာနှစ်ပေါင်း30ရှိပြီအခုတည်းကတရားကိုတရားပြပြရမယ်ပေါ့ငိုကြွေးတာအဲ့တော့မဟာဒေဝပတိကြီးတတ်တာဖြစ်ပေါ်လာတယ်ဒုက္ခဝါဒနာဒေါမနသဝါဒနာတော့ညာနာမဖြစ်ဘူးလားတရားကိုတရားပြပြရတယ်အဲ့ဒီဒုက္ခဝါဒနာဒေါမနသဝါဒနာအာယုဘာဘကာမဂုဏ်တရားတွေနဲ့ဆက်ဆံခြင်းမရှိတဲ့အတွက်ကြောင့်နိဒာမနဒုက္ခဝါဒနာလို့ခေါ်တယ်နိဒာမနဒုက္ခဝါဒနာအခုလိုကြီးလည်းဒီဒုက္ခဝါဒနာကဖြစ်ဖို့ကောင်းတယ်ညာနာမဖြစ်ရင်တောင်းဖြစ်ဖြစ်အောင်ကြည့်ရမယ်အဝိကတည်းကဖြစ်အောင်အဲ့တော့မထေရမြတ်ကိုတဲ့အခါကြားရတယ်တော်ရဲမှာစောင့်နေတဲ့ဓာတ်သမီးရတယ်ခါမှာအထကိုတော့
လည်းထည့်ရှိတယ်တရားမျိုးသမီးရလာပြီးတော့ဘူးနေပါလိမ့်မယ်သူရှက်တာငါကလည်းအမျိုးသမီးသိသွားတော့အဲ့ဒီဆရာတော်ကမာတိဝမဏိကရိတ်လေးကိုတောက်ပြီးတော့သင်္ကန်းသာလေးနဲ့တောက်ပြီးဒီတဲ့မိုးတဲ့အမျိုးသမီးကဘယ်လိုလဲနှမ်းတယ်အာတပည့်တော်တော့ဗျာဒီတော့မှဆောင်းရောက်တဲ့တတ်သမီးကဘာဖြစ်လို့လဲအရှင်ဘုရားတိုးတဲ့ရောက်တယ်ကွာအရှင်ဘုရားကျင့်တဲ့နည်းတွေနဲ့တပည့်တော်ကျင့်လာတာရှင်ဘုရားကျင့်တဲ့အတိုင်းနည်းတွေလေးကျင့်တယ်ဒီကနေ့တရားနည်းလမ်းပြောင်းပြီးတော့ငိုကျင့်နေတယ်တပည့်တော်ကလည်းငိုကျင့်တာအဲ့ဒါရှက်ပါရှင်ဘုရားဒီကမ္မထာနည်းတွေပြောင်းပြီးတော့ငိုကျင့်တယ်မှဒီလိုလည်းငိုကျင့်လာတာဗျာအဲ့ဒါမှလည်းမှတ်တာလေးနဲ့မှတ်တာဘုရားရှိတရားလေးဆိုတာဓမ္မနဲ့ကပေါ်လာတယ်ဟုတ်လားဘုရားငိုကျင်တဲ့လူတွေဓမ္မယုံနဲ့ပါရှိတာဘိုးတကယ်ကိုကျိုးပဲပေါ်မှုရတာပေါ်မှုတာငိုရဲငိုခိုင်းတာကြည်ကျင်တဲ့လူတွေဓမ္မယုံနဲ့ကိုယ်ရှိတာရှိကြတရားနည်းဘယ်လိုလဲလေးတော့ရည်ကျင်တဲ့လူတွေအဲ့ဒါအလေကောင်တော့ကဓမ္မယုံအလေကောင်တော့ကပြီးတော့သူကတခြားလူတွေစိတ်ဝင်စားတာတော့ရည်ပြတာရည်ပြတော့သူရည်တာကိုနားတောင်ပြီးတော့တန်တဲ့လူကမရည်ပဲမနေနိုင်ဘူးရည်ကြတာလက်ကုပ်လက်ဝါးနဲ့ပြီးရည်တာအဲ့ဒါတရားလူများများရတယ်ဆိုပြီးတော့ငိုတရားရှိတရားလာတာရှိတယ်ဘာသာဟောပဲပါတယ်တော့အဲ့ဒီလေသွားလိုက်ကြတော့ဒီအားလည်းပြဒီနေ့လည်းသွားကြအောင်ဟုတ်လားငိုရဲခွဲရတယ်သူကဒီပိဋကအလေကောင်တော့ကတယောက်တော့ဆွဲဆွဲနေနေငိုပြတယ်ဝမ်းနေတဲ့ကောင်းတယ်ငိုချင်းပြောနေတယ်ဆွဲဆွဲနေငိုပြတယ်တန်တဲ့ပြည်ကမနေနိုင်ဘူးငိုကြတာတော့ငိုတာအဲ့ဒါဒီလိုလေအတန်ထွက်ပေါ်ပြီးတော့ငိုရတာပေါ့ဆူနေတယ်အဲ့လိုငိုလို့တော့တရားလူတရားမြတ်ရတယ်ဆိုပြီးတော့အယုံကြည်ရှိတယ်ငိုတရားရှင်တရားဆိုတာပေါ်လာတဲ့ဓမ္မနဲ့နော်အခုလိုဒီမသာရောဟုတ်လားမသာငိုတရားရှင်တရားဆိုတာနော်အဲ့ဒါရှိတယ်နော်အဲ့တော့မာတိရောမတိငိုတာကိုသူတို့အားကြတာဖြစ်တယ်နော်မာတိရောမတိရနှစ်30လည်းကိုတရားကျင့်တယ်ညာနာမဖြစ်ဘူးငိုတာနတ်သမီးကလည်းတောင်တွေကရအောင်ငိုပြတာမကြည့်ဘူးငါဘောရနတ်သမီးတော့ကြည့်ပါပြီဆိုပြီးတော့တောင်တွေကနေရအောင်တရားကျင့်တဲ့အခါမှာအဲ့ဒီနေ့မှာအာသောဘောကလည်းညာနာမဖြစ်ဘူးဖြစ်တာဘိန်းနဲ့6ပါးနဲ့ပြည့်စုံတဲ့ညာနာမဖြစ်ဘူးဖြစ်တယ်သာလာပင်ကညာနာအဲ့တော့သူတို့တွေကကြည့်တယ်ညာနာပါ၄တောင်းတော့ငါတို့ဆရာကြီးညာနာပြတော့ပြီငါတို့ဆရာကြီးညာနာဖြစ်တော့ပြီကောင်းကင်ကနေညာနာပါ၄တောင်းကဇာဝေနဲ့ပြန်သွားတာညာနာတာဆရာကြီးကလာပြောကြတာမာတိဝမတိလာပြောကြမာတိဝမတိလာပြောကြတာဒီပဲ၄တောင်းကောင်းကင်ကနေပြန်ရှင်ဘုရားခြေတော်တွေလည်းကွဲတယ်ဒီပြောတော့ရေချေးကိုရေချိုးကိုပြုပါဗျာတင်ကားကိုလည်းရှော်ပဲပြုပါဗျာရှစ်ခုပြီးတော့ရှောက်ကြတာအဲ့ဒီလိုရှောက်နေလို့ပါတရားမရတဲ့ဆင်းလာတာနတ်သမီး900နတ်သမီး900နဲ့တရားမရတဲ့မာသီဝပုရိယဉာဏ်ဖြစ်တော့ခုမြော်ပြောဆိုဆင်းလာတာဆင်းလာတော့မာသီဝပုရိယတပည့်တို့တရားမဲ့လာတယ်ကွာနတ်သမီးတွေလည်းပါတယ်ပြီးတော့ဉာဏ်နဲ့တရားပါဖို့ဉာဏ်နဲ့နတ်သမီးတွေနဲ့မသိတော့ပါဘူးကွာ
ညာတော်တဲ့ဒီနတ်သမီးနဲ့မသိတော့ပါဘူးတပည့်တော်နည်းနည်းဝေးတဲ့နေရာရှောင်ရပါညာတော်ကိုရှောင်သွားတာကြောင်းတော့တရားပဲရှင်ဘုရားခြေတော့ပြရတယ်အကြတဲ့ပွဲတဲ့နေတာပေါ့တပည့်တော်ခြေတော့ရည်စည်းဆွဲပြပါရှင်ဘုရားကိုရည်ချိုးဆွဲပြပါပြောအဲကတရားမယ်လူတို့ရဲ့အနတ်ဟာအမှန်တန်ဆိုးပါတယ်လူတို့ရဲ့အနတ်ဟာနတ်တွေနဲ့မခံမရတဲ့ဆိုးပါတယ်ခြေတော့ရည်မစည်းကြပါနဲ့ရည်မချိုးပြပါတပည့်ကိုဆိုပါတယ်အဲ့လိုမာဒီဝမကြီးပြန်ပြီးပြောတော့ပြင်ပြားသူရဲ့မကောင်းတဲ့အနတ်ကဘာမှမပြောပါတော့ပါဒီမာဒီဝမကြီးရဲ့ဣလတိတ်ခါသမာဓိတိတ်ခါပညာတိတ်ခါဒီယတတ်တွေကလူတရားစားပြီးတော့အကလိဋ္ဌာမှာပဲအောင်မွေးကြိမ်ပြတ်တတ်တယ်မွေးကြိမ်ဒီလူရဲ့အနတ်ကဘာမှမပြောပါဘူးတပြည့်တော့ဒီစိတ်နဲ့ရေချိုးမှပြပါဒါမဲ့အဲ့ဒီကျွန်တော်ဒီစိတ်ရေချိုးပြလာပါအဲ့ကျွန်တော်တွေကပဂတိနဲ့ပြန်ဖြစ်သွားတယ်ဒါမဲ့ရေချိုးပြအဲ့ကွာနေတဲ့ကျွန်တော်တွေကပြင်းဖြစ်သွားစားလာပါဖြစ်သွားတင်းနေဖြစ်သွားအဲ့တော့ဒါမာဒီဝမကြီးရဲ့ငိုကြွေးတဲ့မျက်ရည်ဒုက္ခဝါဒဖောမနာတာညာနာမဖြစ်ဘူးငိုကြွေးတာအဲ့ဒီဒုက္ခဝါဒဒေါမနတာဝါဒကအာယု၅ပါးကာမဂုဏ်များတို့နဲ့ဆက်ဆံခြင်းမရှိတဲ့အတွက်ကနိဒာမိတာဒုက္ခဝါဒနိဒာမိတာဒေါမနတာဝါဒအဲ့ဒီဝေဒနာတွေကိုအာရုံချုပ်အောင်ရှုရတာဖြစ်ခြင်းသဘောပြည့်ခြင်းသဘောဖြစ်ခြင်းပြည့်ခြင်းသဘောမြင်အောင်ရှုပြီးတော့ချုပ်ရအောင်ရှုရတယ်အချိန်စီးသွားတယ်တော့လက်ပြန်ပါဆက်ဟိတဝံကာမေပပစိတုသံသောခံပိရစိတ်တကာတေတုံမေပြလုသေခောပပစိတာသူပိတလာတန်တော်ဖျားအလျာပစ္စေကာနေအရိယာနွယ်လာရှိတော်သူတော်ကောင်းပေါင်းတို့သည်ကာမေရစိတ်တကာတွေ့ကြုံသမျှမှုကိစ္စပဲဣဇာတနိုင်မြတ်မြင့်ဆိုင်အောင်လိုက်လဲစိတ်တော်ဆွေနဲ့တိတသဘောတွေကိုနဲ့စွာစီပြေအကြံကောင်းဉာဏ်ကောင်းဝိနောမှုကြကုန်ဖြစ်ကာမေရှိရာပြုပံကုသိုလ်ကံဟုစိမထောင်းမလျောင်းရတာမြာလာမိတွေကြီးနဲ့ဟုနေနွယ်ရောယူကိုယ်တော်ပိုင်တာတိကာမဝတ္ထုအစုတို့ဟိတဝါနာငါတို့ပိုင်တာဤကာမဆိုတဲ့တရားတို့ဒီကအများတကားလို့နဲ့ဆက်ဆံဘေးတွေကဝဋ်ချရန်သူတွေကအလုံးများတကယ်ဆိုကြောင်းလမ်းမရီပါတကားကြောင်းအားလုံးဉာဏ်ကျွဲလွတ်လွတ်
Jesus pero jagori chi Babare dukravata tamadau Kaisa myam rupama Lo ao chong le yoga thwe Nite shelam yatin amche Sheyaham pyuromu jagori Dome pi nyaja akha atayahu Sanda ke ahu Yogi trose pamlo thile Tapasita Kileta man kore yaho Dolam chokwe Bore bagya tihuto avtamroke Rahat bhotihuto avjim pente yelo seche Pregara shesam tadana sevo soho Moyo chinya tadana avminamve Akhontan thau nabhamaru tau chaitai liyavati Shia phe yahan aphe Tadana noewe Tila shin phito Karyam chakong le Tu petala Samari tami chakong le Boma twento Chicken so many them yellow and tila Koji go na shiro mujako dichiwe Teto piale abisikane Riyanwe lao Shi to turo hong apaulotu Anute kao tu like ka Chen chan nang japa sri gotri Anute kao shidro sinao Nyechi mapiao kao like ka Tila Tamari pinya tam dekha Tada tadeng tamadene Pinye uriya nagi nyari Mahasanaka mimpama prema Lola mimya Swetan tamche Chinja chuko Pwa